အားလုံးပဲမြင်လာပါဒီနေရာလေးကတော့ပြူးနေမျိုးရဲ့တောင်တန်းတဲ့နေရာမှာဖြစ်ပါတယ်ဒီနေရာလေးမှာဆိုရင်ဖြစ်ယူတွေအုံမိုင်းနေပြီးတော့ဒီကြံမီစိမ့်နှန်းဆိုပြီးတဲ့တောတောင်တွေလည်းရှိတယ်ခုမြင်တွေ့နေရတဲ့ပင်လေးကတော့ပိန်းနေပင်မပြောပင်ဒူယူပင်လေးလည်းရှိရဗျပင်လေးကတိတ်ပြီးတော့မကြီးသေးတော့လေမြင်တော့မြင်ရသေးဘူးပေါ့ဒီနေရာလေးကရမ်းအေးကြတာပဲဗျရေကန်လည်းရှိရကြာပင်လေးလည်းရှိရရေကန်နဲ့ကြာတဲ့ပေါ့ဗျာဒီနေရာမှာနေခွင့်ရမယ်ဆိုရင်တိတ်ကိုပြောစရာကောင်းပါဖမတိဆက်ဆံလေးပေါ်ခက်တန်းလို့ကောင်းပါအခုကြည့်နေတဲ့သူရောဘယ်လိုခံစားရလဲဒီမြင်ကွင်းလေးကိုမြင်လိုက်ရနဲ့ကောင်းမလေးရေးခဲ့နော်